စာအုပ်တအုပ်ကိုဖွင့်လိုက်တိုင်းမှာကဘာတစ်တစ်ခုကိုရောက်သွားတယ်လို့မျိုးခံစားရတတ်ပါတယ်။စာအုပ်ထဲကစကားစုများကနေဒီတစ်ခါမှာတော့တမိုင်းတွေကစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်ပုံမြင်တွေဘဝအတွက်မှတ်သားစရာတူတရတာတွေနဲ့အမောပြေစေမဲ့ဟာတာဝတ္ထုတိုလေးတွေကိုတင်ဆက်ပေးခြင်းပါတယ်။ကျွန်တော်တို့နဲ့အတူစာမျက်နှာတွေကိုလှန်လို့ကြည့်ဖို့အစဉ်သင့်ပဲလားခင်ဗျာ။တမင်မမမွေးဖွားလာခြင်းရှေးအခါကစက္ကဘာလအမည်ရှိသောယတိကြီးတစ်ပါးသည်တောတောင်ထဲတွင်တရားအားထုတ်နေခိုင်ယတိကြီး၏ကျင်ငယ်ရည်ကိုတောက်မိသောတမင်မတ်တကောင်တွင်ပရိသန်နေတည်ခဲ့သည်ထိုတမင်မတ်သည်လက်သားစေသောအခါလူသားမိန်ကလေးတဦးကိုဖွားမြင်ခဲ့သည်ထိုမိန်ကလေးမှာဗေဒရီပင်ဖြစ်သည်ယတိကြီးသည်မိမိရင်သွေးဖြစ်ကြောင်းသိသဖြင့်တမီးရင်ကဲ့သို့မွေးမြူဆောက်ရှောက်ခဲ့သည်ခက်ခဲသောဝိစာနှင့်ရေခတ်ခြင်းဗေဒရီအရွယ်ရောက်လာသောအခါယတိကြီးသည်သူ၏တရားအားထုတ်မှုကိုအနှောက်အယှက်မဖြစ်စေရန်နှင့်တမီးဖြစ်သူကိုအလုပ်တစ်ခုဖြင့်အချိန်ကုန်စေရန်စမ်းကြဲသောဝတ်တစ်ခုကိုပေးခဲ့သည်ဖောက်ထားသောဘူးသည်ယတိကြီးသည်ဘူးသည်ကိုအပေါက်ငယ်လေးတစ်ခုဖောက်ပေးပြီးထိုဘူးသည်ဖြင့်မြစ်ထဲမှရေကိုအပြည့်ခတ်ယူရန်ခိုင်းစေခဲ့သည်မပြီးဆုံးနိုင်သောအလုပ်ဘူးသည်ပေါက်မှရေများပြန်ထွက်နေသဖြင့်ဗေဒရီသည်တစ်နေ့လုံးရေခတ်နေရပြီးညနေဆောင်မှသာရေနှဲငယ်ရရှိကာကျောင်းတင်ခန်းသို့ပြန်လာနိုင်ခဲ့သည်ဤသည်မှာသူမ၏ပြိုရွယ်မှုကိုတောထဲတွင်ပင်ထိမ့်သိမ်းထားရန်ယတိကြီး၏နီလန်းတစ်ခုလည်းဖြစ်သည်မင်းသားညီနောင်နှင့်စုံစည်းခြင်းတနေ့တွင်မျက်စိအလင်းရရှိလာသောမဟာတဘဝနှင့်ဆူလတဘဝမင်းသားညီနောင်တို့သည်အေယာဝတီမြစ်အတိုင်းစုံဆင်းလာရာဗေဒရီရေခတ်နေသည်ကိုတွေ့ရှိခဲ့ကြသည်အကြံပေးခြင်းမင်းသားတို့ကဗေဒရီကိုဘူးတီပေါက်ကိုပိတ်၍ရေခတ်ရန်နီလန်းပြပေးခဲ့သည်ထိုအခါဗေဒရီသည်ရေကိုအချိန်တိုအတွင်းအပြည့်ရရှိသွားသဖြင့်ကျောင်းတင်ခန်းသို့စောစီးစွာပြန်ရောက်သွားခဲ့သည်ဖူးစာဆောင်ခြင်းယတိကြီးသည်တမီးဖြစ်သူစောစီးစွာပြန်ရောက်လာသည်ကိုအံ့ဩ၍မေးမြန်းရာမှာမင်းသားညီနောင်တို့နှင့်တွေ့ဆုံခဲ့ရသည်ယတိကြီးသည်မင်းသားတို့မှာတာကီဝင်မင်းမျိုးများဖြစ်ကြောင်းသိရှိသွားပြီးတမီးဖြစ်သူဗေဒရီကိုနောင်တော်မဟာတဘဝမင်းသားနှင့်လက်ထပ်ပေးခဲ့သည်တရေခိတရာဤမိဖုရားခေါင်ကြီးနောက်ပိုင်းတွင်ဗေဒရီသည်မဟာတဘဝမင်းကြီးနှင့်အတူတရေခိတရာပြည်ကြီးကိုတီထောင်ကမိဖုရားခေါင်ကြီးဖြစ်လာခဲ့သည်နောင်တော်မင်းကြီးနတ်ရွာဆန်ပြီးနောက်တွင်လည်းညီတော်ဆူလတဘဝမင်းကြီးနှင့်ဆက်လက်၍လက်ထက်ကတိုင်းပြည်ကိုစောင့်ရှောက်ခဲ့သည်သူမသည်တမိုင်းတွင်ထင်ရှားလာသောဒွတ်တပေါင်မင်းကြီးမဲတော်ဖြစ်၎င်းခက်ခဲသောဘဝမှသည်ခမ်းနားသောဘရင်မဘဝသို့ရောက်ရှိခဲ့သူအဖြစ်၎င်းမြမရာဇဝင်တွင်မော်ကွန်းတင်ခြင်းခံခဲ့ရသူဖြစ်သည်